ငါမှာယတနာရှာနိုင်တဲ့စနစ်ရှိတဲ့ဘိုက်133လေအလင်းနဲ့ကိုယ်ကံပညာရှင်လျုံဝမ်းကျွမ်းကောင်းစုံလေမင်းငါကိုကန်လိုက်နိုင်ခဲ့တာနဲ့မင်းကိုမင်းတိုက်ခိုက်နိုင်ပြီထင်နေတာလားဒီနေ့ငရဲပြင်ကဘသူလဲဆိုတာကိုပြပေးရမှာပေါ့တစ်ဖက်တွင်ရဲဖန်ကလုံးဝကြောက်တဲ့ပုံစံမပြတာကြောင့်ထိုလူကြီးကစိတ်တူသွားပုံရသည်ကြောက်စရာကောင်းတဲ့မျက်နှာထားနဲ့သူ့အနောက်ကလူတွေကိုလက်ဝေရမ်းပြလိုက်သည်ကောင်မလေးကိုထားလိုက်ကျန်တဲ့နှစ်ယောက်ကိုတော့အကုန်တက်ပြစ်လိုက်ကြသူ့ရဲ့အမိန့်ကိုရပြီးတဲ့နောက်သူ့နောက်မှလူအုပ်ကြီးကချက်ချင်းသူတို့ရဲ့လက်နက်ကိုစီကိုတဲပြီးရဲဖန်နဲ့နောက်ထပ်နှစ်ယောက်စီတို့ပြေးလာကြတော့သည်ထုံမြင်ကွင်းကြောင့်ရဲဖန်ကစိတ်ပိုင်းဖြတ်ပြီးအားတင်းကချဖို့အတွက်ပြင်လိုက်သည်ရဲဖန်သည်အတော်ခက်ခဲပြီးနာကျင်တဲ့အခြေအနေကိုရေဆိုင်ရတော့မှသိပေမဲ့သူ့မှာရှောင်လွှဲဖို့အတွက်နီလန်မရှိတော့ပေဒီလန်းကအန်ဒီရများမှန်းသိပေမဲ့သူ့အနေနဲ့အားတင်းပြီးသာရှေ့ဆက်တိုးရတော့မည်ဖြစ်သည်ထို့သို့တွေးနေချိန်မှာပဲရဲဖန်ထက်အမြန်တဲ့ပုံရိပ်တစ်ခုကသူ့အနောက်ကနေဖြက်ခနဲရှေ့တက်သွားသည်ထိုပုံရိပ်သည်အခြားမဟုတ်ပဲသူအထင်သေးမိသည့်ဦးလေးလျုံဖြစ်နေသည်ဦးလေးလျုံရဲ့အမြန်နှုန်းကဘလောက်တောင်များတာလဲရဲဖန်၏ခန္ဓာကိုယ်သည်စနစ်ကြောင့်အားပြည့်နေပါတော့လဲတစ်ဖက်လူနဲ့ပြိုင်ပြေးပါကသူအားကုန်ထည့်ပြင်းလင်တောင်လိုက်မိလောက်မည်မဟုတ်ပေဦးလေးလျုံသည်အလင်းအလင်းနှုံးဖြင့်လူအုပ်ထဲသို့ပြေးဝင်သွားသည်ထို့နောက်ရဲဖန်မေးမရတဲ့မြင်ကွင်းကိုမြင်လိုက်ရသည်ဦးလေးလျုံ၏ကံကြမ်းတဲ့ထိုးချက်တွေကအလင်းလိုမြန်ကပုံရိပ်တွေကိုသာမြင်နေရသည်ထို့နောက်ဦးလေးလျုံ၏တမီတာပတ်လည်အတွင်းကလူတွေအားလုံးကလွန့်ထွက်ကုန်ကြသည်သူဖြတ်သွားတဲ့နေရာတိုင်းလူတွေကခြေကနေကင်မြောက်ခံရသည်ဒါကတေချာပေါက်ကွန်ပျူတာနဲ့ပြင်ထားသောရုပ်ရှင်ပြကွက်မဟုတ်ပေ။သို့ပေမဲ့ပြကွက်တွေကရုပ်ရှင်တွေကထပ်ပင်ပိုကြည့်ကောင်းနေသေးသည်။ရှေ့ဖန်သည်မြင်ရတဲ့မြင်ကွင်းကြောင့်အံ့ဩမြင်တတ်နေသည်။ယောက်ျားတိုင်းတွင်ဝူရှာအိမ်မက်ရှိသည်။သူတို့အားလုံးကရှင်ပြိုင်လို့မရတဲ့နည်းပညာတွေတက်မြောက်ချင်ကြပြီးလူဆိုးတွေကိုရှင်းထုတ်ခါတရားမျှတမှုကိုဆောင်ကျဉ်ပေးခြင်းသည်ရဲဖန်အရင်တုန်းကဝူရှာဝတ္ထုတွေကိုဖတ်ပြီးထိုကဲ့သို့အိမ်မမျိုးရှိခဲ့သည်။သို့ပေမဲ့ထိုဝတ္ထုတွေကအလိမ်ညာတွေမှန်းရဲဖန်နားလည်လာသည်။သူနိုင်မရတဲ့ကိုယ်ကံပညာမျိုးဆိုတာဒီကမ္ဘာပေါ်တွင်မရှိပေ။လူစားကောင်းတွေလည်းမရှိပေ။လူအများစုကမကောင်းတဲ့လူကိုနှိမ်နှင်းရင်မကောင်းတဲ့လူကသူတို့ကိုအရင်ရှင်းပြတာကိုခံကြရသည်။သို့ပေမဲ့ဦးလေးလျုံဤတိုက်ကွက်တွေကိုတွေ့တဲ့အခါရဲဖန်ဤအိမ်မက်တို့ကပြန်၍အစာပြိုးလာတော့သည်သူလည်းပြေးပြီးဦးလေးလျုံဘေးမှကူ၍တိုက်ပေးခြင်းသည်သို့ပေမဲ့ရဲဖန်ကသူဤတိုက်ခိုက်နိုင်စွမ်းကိုသူသိချာသိသည်သူသွားလင်တောင်မှကူတိုက်မပေးနိုင်ပဲပိုရှုပ်သွားစေလိမ့်မည်မကူညီပေးခြင်းကသူပေးနိုင်သည့်အကောင်းဆုံးကူညီခြင်းဖြစ်နေသည်မိနစ်ပိုင်းအတွင်းမှာပဲလက်နက်နဲ့လူဆိုးတွေကဦးလေးလျုံတယောက်တည်းကြောင့်အလဲလဲပြိုပြိုဖြစ်နေကြသည်သူတို့အားလုံးကမြေပေါ်မှာလှဲပြီးနာကျင်မှုကြောင့်အော်နေကြရသည်သူတို့ရဲ့ခေါင်းဆောင်ကသာလက်ထဲမှာပတံပိုက်ကိုကင်ပြီးတယောက်တည်းရက်ကြံနေခဲ့သည်သူခေါ်လာခဲ့တဲ့10ယောက်ထက်မနည်းသောအကူအညီတွေကဒီလောက်မြန်မြန်ကြာရှုံးသွားမယ်လို့ထင်မထားပေပြီးတော့တစ်ဖက်ကလည်းအဖိုးတယောက်ဖြစ်နေသည်ခမဘလို့မော်အကွက်တွေတုံးနေတာလဲထိုလူကသူ့စိတ်ထဲမှာအံ့ဩမှုကိုဖော်ပြဖို့အတွက်စကားပင်ရှာမရဖြစ်နေသည်ထို့ကြောင့်မော်ပညာအတက်ကိုသာလွှဲချအပြစ်တင်ပြီးဦးလေးလျုံကိုမယုံကြည်နိုင်စွာဖြင့်ကြည့်၍မေးလိုက်သည်လျုံဝမ်းရွှန်လေးတိုင်းဦးလေးလျုံကလေးတိုင်းထိုးတဲ့အနေထားကနေထိုလူကိုလက်ချောင်းကွေးကစိန်ခေါ်လိုက်သည်ထိုလူကလည်းသူမလွတ်နိုင်တော့ဘူးဆိုတာကိုသိလိုက်သည်သူမျက်နှာမှာအကျဉ်းသားတရားမဲ့သည့်အမူအရာဖြင့်လက်ထဲမှတံပိုက်ကိုဆွဲကာလျုံဝမ်းရွှန်ရှိရာစီသို့လွှဲရိုက်ချလိုက်သည်လျုံဝမ်းရွှန်၏လှုပ်ရှားမှုတို့ကတေသက်တန်ရှင်းမြန်ဆန်ကလုံးဝနှေးကွေးမနေပေတံပိုက်ကိုလက်ပလာဖြင့်ဆွဲကင်လိုက်ပြီးပြန်တွင်းထုတ်လိုက်ခါ
တစ်ဖက်လူရဲ့ရင်ဘတ်ကိုမိုးရေဆက်အလားထိုးချလိုက်သည်ပြကွက်တွေကတစ်ချက်တည်းနဲ့မျက်စိကျိန်းစေနိုင်သည်အဆုံးတွင်ထိုလူကသွေးအံထွက်ပြီးရွှံ့ဘွက်အိုင်ပေါ်တွင်လဲကျသွားခဲ့သည်သူလဲကျသွားတဲ့အခါဦးလေးလျုံကအလဲမှာရှိနေပြီးဘေးပတ်လည်မှာလူတွေလဲကျနေကနာကျင်မှုကြောင့်အော်ဟစ်နေကြသည်ထိုအချိန်တွင်ဦးလေးလျုံ၏ခက်ကုန်းကုန်းခန္ဓာကိုယ်ကရုတ်တရက်အရက်ရှိရှိခက်တောက်ခန္ဓာကိုယ်ဖြစ်နေသည်ကိုရဲဖန်ခန်းစားမိလိုက်သည်သူကစစ်ပွဲနှစ်ဖျားတွင်ဖြစ်နေသည်ရဲဖန်ကသူ့ကိုငေးကြည့်ရင်ရှေ့ကိုတက်ခါကိုကံပညာဆရာကြီးကိုအယိုသေးပေးခြင်းမိသည်သို့ပေမဲ့ရှူချင်းရှင်းကရုတ်တရက်သူ့ကိုဆွဲလိုက်ပြီးဦးလေးလျုံကိုပြောလိုက်သည်ဦးလေးလျုံကျမဦးလေးနဲ့ထားခဲ့တော့မယ်ထို့နောက်သူမကရဲဖန်လက်ကိုဆွဲပြီးထွက်သွားခဲ့သည်ဖះရီဒီလိုကျွမ်းကျင်ဆရာကြီးတွေကကဘာကြီးမှာရှိတာလားမင်းခုနကမြင်လိုက်လားအဲ့လိုဖာဖူးဖူးဆိုတဲ့အတန်တွေထွက်လာပြီးတော့လူတွေကမြေပေါ်လဲကုန်ပြီးသွေးတွေအန်ထက်ကုန်တာလေသူကအယမ်းမိုက်တာပဲအဲ့လိုလူတွေကဝတ္ထုတွေထဲမှာပဲရှိတယ်လို့ထင်ခဲ့တာအပြင်မှာတကယ်တွေ့ရမယ်လို့ထင်မထားဘူးသူတို့နှစ်ယောက်ကအဝေးကြီးထိလျှောက်လာခဲ့ပေမဲ့ရဲဖန်ကတော့အံ့ဩနေစေပင်ဖြစ်သည်သူ့မျက်နှာကဦးလေးလျုံကိုလေးစားမှုအပြည့်ဖြစ်နေသည်ရှူချင်းရှင်းကသူဘလောက်ထိစိတ်လှုပ်ရှားနေလဲဆိုတာကိုတွေ့ပြီးပြောလိုက်သည်ဦးလေးလျုံကကျမအဖေနောက်ကိုမလိုက်ခင်ကကိုကံပညာလောကမှာအတော်လေးနေမဲကြီးတာကိုကံပညာလောကကလားရှဲဖန်ကအနှဲငယ်စိတ်ဝင်စားသွားပြီးရှူချင်းရှင်းကိုအမြန်လှည့်ကြည့်လိုက်ခါပြောလိုက်သည်သူ့စီကနေအကွာနဲနဲလောက်တင်ချင်တယ်လို့ဦးလေးလျုံကိုပြောပေးလို့ရမလားကိစ္စမရှိပါဘူးရှူချင်းရှင်းကလည်းတုံဆိုင်မနေပဲအမြန်ကောင်းငိတ်သဘောတူလိုက်သည်သို့ပေမဲ့ရဲဖန်မပျော်ရွှင်သေးနိုင်သေးခင်မှာပဲသူမကရုတ်တရက်အကြောင်းအရာပြောင်းပြောလိုက်သည်ဒါပေမဲ့ရှင်ကျမကိုတော့ဂရီတစ်ခုပေးရမယ်ရဲဖန်ကလည်းတုံဆိုင်ခြင်းမရှိချက်ချင်းသဘောတူလိုက်သည်ဦးလေးလျုံကကျွန်တော်ကိုသင်ပေးသူ၍တစ်ခုမပြောနဲ့၈ခု၉ခုဆိုရင်တော့ကိစ္စမရှိဘူးရှူချင်းရှင်းကသူ့ကိုလေးလေးနက်နက်ကြည့်ကကျမတောင်းဆိုမှာကရိုးရှင်းပါတယ်ရှင်ရှမ်းမရင်ရဲ့ရတနာမြေပုံတွေကိုစုပြီးသွားလို့ရတနာသွားရှာတဲ့အခါကျမကိုခေါ်သွားရမယ်အာရဲဖန်ကသူမစကားကိုကြားတော့ကြောင်အသွားရသည်တစ်ဖက်ကဒီလိုတောင်းဆိုလာလိမ့်မယ်လို့ထင်မထားပေဘာလို့လဲတောင်းဆိုတာကအရန်လူနေလို့လားရှူချင်းရှင်းကရဲဖန်ကိုသူမ၏ရွှင်းဆိုပြီးကြီးမားတဲ့မျက်လုံးများဖြင့်ကြည့်ကမေးလိုက်သည်မလွန်ပါဘူးဒါပေမဲ့ဘာလို့ရှမ်းမရင်ရဲ့လျှို့ဝှက်ရတနာမျိုးပုံကိုစိတ်ဝင်စားရတာလဲကျမကမသိတဲ့အရာတွေကိုရှာဖွေပြီးစွန့်စားရတာကိုကြိုက်တယ်ကျမမိသားစုရဲ့ပြင်းထန်တဲ့ကြားမြစ်ချက်ကြောင့်သာမဟုတ်ရင်ကျမကအရင်ကတည်းကစွန့်စားရှာဖွေသူတစ်ယောက်ဖြစ်နေလောက်တယ်ရှူချင်းရှင်းကအမှန်တိုင်းဖြေလိုက်သည်ဒီလိုတည်ငြိမ်တဲ့ပုံစံလေးအောက်မှာစွန့်စားရတာတွေကိုကြိုက်တဲ့နှလုံးသားရှိလိမ့်မယ်လို့ထင်မထားဘူးရဲဖန်ကတပ်ပြင်းချကပြောလိုက်သည်ရှင်သဘောတူလားသဘောမတူလားဆိုတာကိုမပြောရသေးဘူးနော်ရှူချင်းရှင်းကဆက်၍မေးသည်မင်းရဲ့တောင်းဆိုချက်ကိုဖြည့်ပေးဖို့ကပြဿနာမရှိပါဘူးဒါပေမဲ့တအားကြီးတော့မျှော်လင့်မထားနဲ့ဒီမြေပုံကနှစ်ထောင်ချီနေတဲ့အပြင်ဘယ်သူမှမဆူဘူးတော့ကျွန်တော်မှလည်းမျှော်လင့်ချက်မရှိဘူးရဲဖန်ကသူမကိုကြိုပြီးတတိပေးထားလိုက်သည်နားလည်ပါပြီကျမအကောင်းဆုံးစူးစမ်းပြီးကံကိုပဲပုံအပ်ထားလိုက်မယ်ရှမ်းပြည်ရဲ့မြေပုံနဲ့ပတ်သက်တာတွေကိုလည်းကျမစူးစမ်းရှာဖွေပါမယ်ရှူချင်းရှင်းကအတော်လေးစိတ်ထားပွင့်လင်းသည်ဒါနဲ့ဦးလေးလျုံကဒီကိစ္စကိုဖြေရှင်းနိုင်ပါမလားရဲဖန်ကအနှဲငယ်စိတ်ပူနေသည်ခုကန္နာဖြစ်ပေမဲ့လည်းလူတွေအများကြီးထိခိုက်သွားခဲ့ရတာဖြစ်သည်အများစုကဒဏ်ရာပြင်းထန်ကြပြီးအသက်တောင်ရှင်နိုင်ပါမလားဟုမေးစရာဖြစ်နေနိုင်သည်အကယ်၍တေချာမဖြေရှင်းနိုင်ပါကအတော်လေးလူစိတ်ဝင်စားတာခံရမည့်တည်င်းဖြစ်နေပြီမည်ရှူချင်းရှင်းတာမဖြေရှင်းနိုင်ပါကရဲဖန်ကထမ်းဘောဟုံကိုလှမ်းကူညီတောင်းဖို့အတွက်ဝင်မလေးပေ
စိတ်မပူပါနဲ့ဦးလေးတုံကဖြေရှင်းနိုင်ပါတယ်ရှူချင်းရှင်းသည်လုံးဝစိတ်မပူသည့်အလားခက်ဖြော့ဖြော့ပင်ပြုံးနေသေးသည်ရဲဖန်မထိန်နိုင်မဲ့တိကျင်စိတ်တို့ဖြစ်လာရတော့သည်ဒီမိန်းကလေးရဲ့နောက်ခံကဘာလဲဘယ်ပြဿနာကိုမဆိုဘာလို့များဒီလိုတည်ငြိမ်တဲ့မျက်နှာထားနဲ့နေနိုင်ရတာလဲသူမကထမ်းပေါ်ဟုန်တက်တောင်အင်အားကြီးတာဖြစ်နေနိုင်မလား